ဒီနေ့မှာတော့မလို့စားဖြစ်ကြလဲတော်တော်လေးကိုကြာပြီဖြစ်တဲ့အတွင်းသားနုနုအပြေခွန်မမလေးနဲ့ထညက်ရည်ကျူပြီးဖြစ်လေးနဲ့တွဲစားရင်လည်းအရန်ကိုလိုက်ဖက်တဲ့မုတ်လက်ကောက်မုတ်လေးအိမ်မှာလည်းလှုပ်စားဖြစ်ကြနဲ့ပြုတ်လုံနေလေးကိုပြန်လဲမျှဝေပေးလိုက်ပါတယ်ရှင်ပထမဆုံးဖြိုးကထညက်ရည်လေးကျူပေးရန်အတွက်ထညက်ခဲ9တုံးလုံးကိုဂျူမဲ့အိုးထဲကိုထည့်ပေးလိုက်ပါတယ်ပြီးရနဲ့သူတဲ့ကိုဖြိုးကစားလေးနှဲငယ်ကိုထည့်ပေးရနဲ့ရေတန့်150မီလီလီကိုပါထည့်ပေးလိုက်ပါတယ်ပြီးရင်တော့ဒီထညက်ရည်လေးတွေပွက်ဆူကြီးပေါ့နော်နည်းနည်းလေးပြစ်လာတဲ့အထိကျူသွားပေးလိုက်ပါတယ်ရှင်မော်လကောင်းတဲ့အတွက်စားမဲ့ထညက်ရည်ကပြပြလေးမှပိုပြီးစားကောင်းတယ်ပေါ့နော်ဖြိုးအခြေလေးနဲ့ပေးပြီးတော့ပြစ်လာတဲ့အထိကျူသွားပေးလိုက်ပါတယ်ကဲဖြိုးတို့ကျူသွားလိုက်တာအခုလိုမျိုးလေးရေလေးနည်းနည်းလေးခမ်းလာပြီးတော့ပေါ့နော်နည်းနည်းလေးပြစ်လာပြီဆိုလို့ရှိရင်တော့သူ့ကိုခေါ်လေးတစ်လုံးထဲကိုစကားစစ်ချပေးလိုက်ပါမယ်နော်ထညက်ရည်လေးရဆိုလို့ရှိရင်မှုေးနေရောပေါ့နော်ဖြိုးတို့မော်လကောင်းတဲ့အတွက်စားရင်လည်းအရန်ကိုလိုက်ဖက်ပါတယ်ကဲပြီးရင်တော့သူ့ကိုခဏလောက်အေးခမ်းထားပေးလိုက်မယ်ပြီးရင်တော့ဖြူမုံလက်ကောက်မုတ်ကိုစပြီးတော့လုပ်ပေးလိုက်ပါမယ်နော်မုံလုပ်ပေးရန်အတွက်မုံလုံးမဲ့ပကံလေးထဲကိုကောက်ညင်မုံစံချေခွက်နဲ့တစ်ခွက်နဲ့တစ်ဝက်စာနဲ့ဆန်မုံထမင်းစားစွန်းနဲ့နှစ်စွန်းစာလောက်ကိုထည့်ပေးလိုက်ပါတယ်ပြီးတော့ဘေကီဆိုဒါလေးအနှဲငယ်နဲ့စားလေးအနှဲငယ်ဝါထည့်ပေးလိုက်ပါတယ်ရှင်ဘေကီဆိုဒါကတော့ဖြူလက်ဖက်ရည်ဆိုတဲ့တစ်ဝက်စာလောက်ကိုထည့်ထားပါတယ်ကဲပြီးရင်တော့အားလုံးသမတွားအောင်နည်းနည်းလေးမှုထားပေးလိုက်မယ်ပေါ့နော်သမတွားပြီဆိုလို့ရှိရင်တော့ရေကိုလည်းရှိစီထည့်ပြီးတော့နေသွားပေးလိုက်ပါမယ်မုတ်သားနေပြီးတော့မုတ်ရဲ့အနေထားကကြတော့ဖြူတို့မုတ်လို့ရေပေါ်လို့တလို့ပဲပေါ့နော်အရင်လည်းမပြော့အရင်လည်းမမနေထားလေးဖြစ်ရမှာဖြစ်ပါတယ်ရေကိုတော့နည်းနည်းချစ်စီထည့်ပြီးတော့နေသွားပေးလိုက်ပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်ဖြူသုံးလိုက်တဲ့ရေ200မီလီလီလောက်ရှိပါတယ်ဖြူနည်းနည်းချစ်စီထည့်ပြီးတော့နေသွားပေးလိုက်ပါမယ်နော်ဒီမုတ်သားနဲ့ရေနဲ့လုံးဝသမတွားတဲ့အထိပေါ့နော်ဒီမောက်လေးရဆိုလို့ရှိရင်လုံနေလေးရလည်းအရန်လွယ်ကူတယ်ပေါ့နော်အကုန်ကြလည်းအရန်သက်သာစေပါတယ်ပြီးတော့အိမ်မှာတစ်ခါတလေလောက်ဆိုင်လည်းအရန်စားကောင်းတယ်ပေါ့နော်ဒီမောက်လေးရဆိုလို့ရှိရင်နောက်တစ်ခုကတော်တော်များကပြောကြတယ်ပေါ့နော်ဒီမောက်လေးလောက်တဲ့ချိန်ဆိုလို့ရှိရင်စီတအားပေါက်တယ်လို့ဒီနေ့လေးကတော့စီလုံးဝမပေါက်ပါဘူးနော်ဖြိုးအိမ်မှာမြဲလောက်စားဖြစ်တဲ့နေ့လေးပဲဖြစ်ပါတယ်ရှင်ကဲဖြိုးနဲ့သွားပေးလိုက်တာမုတ်သားလေးရအခုလိုမျိုးလေးပေါ့နော်တအားလည်းမပြော့တအားလည်းမနေထားလေးရောက်ပြီဆိုလို့ရှိရင်တော့ရပါပြီနော်ဒီလိုနေထားလေးရောက်လာပြီဆိုလို့ရှိရင်တော့ဖြိုးတို့စီကိုနည်းနည်းလေးပူတဲ့ထိတက်ထားပေးလိုက်ပါမယ်ပြီးရင်တော့မုံနှစ်ကိုလိုအဲ့ဒါလောက်ယူပြီးလို့ရှိရင်တော့ဖြိုးဗီဒီယိုမှာပြထားတဲ့အတိုင်းပဲပေါ့နော်လက်ကောက်ပုံစံမျိုးလေးလုပ်ပေးလိုက်ပါမယ်နော်ဒီနေ့လေးကစီလုံးမပေါက်တာကကြတော့ဖြိုးမီအေးလေးနဲ့ပဲကြော်တယ်ပေါ့နော်စီကိုလည်းတအားပူမှထည့်ကြော်တာမဟုတ်ပဲနဲ့စီမပူတပူလေးနေထားလေးမှာပဲဒီမုံလက်ကောက်လေးတွေကိုထည့်ပြီးတော့ကြော်ပေးလိုက်ပါတယ်ပြီးတော့မီပြေးမဟုတ်ပဲနဲ့ပေါ့နော်မီခက်အေးလေးနဲ့ပဲကြော်ထားပေးလိုက်ပါတယ်ရှင်မီအလက်လက်နေထားလေးပေါ့နော်ဒီနေထားဆိုလို့ရှိရင်စီတအားမပူသေးဘူးပေါ့နော်နည်းနည်းလေးတော့ပူတဲ့နေထားလေးပဲဖြစ်ပါတယ်ပြီးရင်တော့ဖြိုးမီအလက်လက်နေထားလေးနဲ့ပဲကြော်သွားပေးလိုက်ပါမယ်တစ်ဖက်မှာရောင်လေးနည်းနည်းလေးရှင်းလာတဲ့အထိပေါ့နော်ကဲဖြိုးတို့ကြော်သွားပေးလိုက်တာတစ်ဖက်မှာအရောင်နည်းနည်းလေးရှင်းလာပြီဆိုလို့ရှိရင်တော့နောက်တစ်ဖက်ကိုပြန်လှန်လေးလှုပ်ပေးလိုက်မယ်ပေါ့နော်နောက်တစ်ဖက်ကိုလည်းအရောင်လေးရဲလာတဲ့အထိပဲကြော်သွားပေးလိုက်ပါတယ်ခုဆိုလို့ရှိရင်တော့မုံလက်ကောက်လေးကဖောက်ဖောက်တင်းတင်းနဲ့အရင်လက်စားဆင်းစရာကောင်းနေပါပြီဒီနေ့လေးကဆိုရင်စီလုံးမပေါက်ဘူးပေါ့နော်ဖြိုးကြော်တာတစ်ဖက်စလုံးကိုဖြိုးတို့အရောင်လေးရင်းလာတဲ့အထိပေါ့နော်ကြော်သွားပေးလိုက်ပါမယ်ရှင်ခုလိုမျိုးလေးအရောင်လေးရင်းလာပြီဆိုလို့ရှိရင်တော့ဆက်ထုတ်ပေးလိုက်မယ်ပြီးရင်တော့ကျန်တဲ့ဟာလေးတွေကိုလည်းဒီတိုင်းလေးပဲကြော်သွားပေးရမှာဖြစ်ပါတယ်နော်ဖြိုးကတော့သူ့ခဏလောက်စစ်ပေးလိုက်တယ်ပြီးလို့ရှိရင်တော့ကျန်တဲ့ဟာလေးတွေကိုလည်းဒီတိုင်းလေးပဲကြော်ပေးလိုက်ပါ